ဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်ထားတာဆက်တော်ရေးလမ်းကြောင်းမှာဆက်တော်ရေးလမ်းကြောင်းဥပဒေရမင်းအဲ့လိုစာပြလို့ရအချင်းချင်းဗျာမင်းဒီလိုမလုံးနဲ့ခေါ်ဆုံးမှပြီးတဲ့အရာတွေတက်နေရခိုင်းတာလေတက်နေခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြောတက်နေရခိုင်းတယ်ရှင်းမယ်နားလည်မယ်လေမင်းမအောင်လေဟဲ့မင်းမအောင်လေကျွန်တော်ခွေးမှာတွေ့ပြီကဲရောဘာဖနာကလေးမင်းလူသားစားပြီမင်းလူသားစားဟမ်သေခြင်းစိုးမင်းမအောင်လေကျွန်တော်တာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံတာဝန်တနေ့လုံးကအောက်ချုပ်နေတာအေးဝါအေးအဲ့ဒါတက်တယ်ဘုံမလို့နဲ့ကျွန်တော်ဘုံမလဲဟိုကဘုံလည်းပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲမင်းဘယ်တက်တက်ငါကြည့်တယ်မင်းမျက်နှာစုပ်တော့မယ်နော်မင်းဟဲ့မင်းအခုစုပ်မလားမနှက်ဖက်ငါမှစုပ်မလားအဲ့ဒါမပြောနဲ့ဘိုက်စာချင်းတော့ထွက်လာအဲ့ဒါကိုမပြောနဲ့ဘုံအခုဘုံတာဝန်လေဘုံမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ်ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာမင်းတာဝန်ကဒီကိတ်တဲ့ကိတ်ပဲရှိတယ်ချင်းဗျာမင်းဒီလိုမလုံးနဲ့ခေါ်ဆုံးမှပြီးတဲ့ဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးတော့တာဝန်ရှိတယ်မင်းတို့တာဝန်ရှိတက်တယ်ကိုဒီကစောက်ယူတာတက်တယ်မှုတာဝန်ပေးတာလေတက်တယ်မှုတာဝန်ပေးတာလေတက်တယ်ကိုပေးပါတာဝန်ပေးတယ်ဘာပါရှင်နေလို့ကောင်းမယ်ငါလာမတင်နဲ့နော်ငါနှလုံးတင်ငါနှလုံးတင်မှာနှလုံးတင်ငါတပြုံလုံးတင်မှာနော်တက်တယ်ကိုပေးပါတာဝန်ပေးတယ်တက်တယ်မှုကကျွန်တော်ကျေးရပြစားရကျေးရပြတက်တယ်မှုကိုမေးတက်တယ်မှုကိုမေးမေးစရာမလိုငါအခုတက်တယ်မှုအခုကကျွန်တော်အခုတက်တယ်မှုဖုံးဆက်မှာဆက်ဘုံမှုဝင်နေအောင်ကျွန်တော်ပြောတယ်ဆိုနေမှာရင်းနေကပါလို့အရေးကြီးတယ်နော်ရင်းနေခုဆက်မှာပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်နော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းဘုံပြောတာမရှိဘူးလာလာကြည့်တယ်တစ်ခုလုံးရှိတယ်မင်းပြည်သူစစ်ကတို့လုပ်တယ်စစ်ကတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲနိုင်ငံတော်အင်းတန်းတာရဘူးတော့ငါတို့တွေလုပ်နေတာခွေးစာကြွေးခြင်းအကျိုးတခါတော့ကတီဟိုလုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲပြောတယ်ဆိုနေမှာရင်းနေကပါလို့တော့အရေးကြီးတာအချပဲမနိုင်လားစောက်ရှိဖို့အစားပဲကွာနော်အစားပဲကွာစောက်ရှိဖို့အစားပဲကွာနော်အစားပဲကွာဟဲ့လားစောက်ရှိဖို့အစားပဲကွာနော်အစားပဲကွာနော်အစားပဲကွာဘယ်တော့ကကြည့်နေတာစောက်ပါလာတာဝရတယ်အေးလိုးတယ်ကျွန်တော်တို့ကအကုန်လုံးကိုပြောတာဆက်ပြောတာဆက်တော့ရကိုခွဲကြပြန်မယ်ဆက်ခမ်းပဲကျုပ်ငါလုံးမကိုမေကိုလူဆက်တော့ရကိုခွဲကြပြန်မယ်ဆက်ခမ်းပဲလာပြီဆက်ဖြည်းဖြည်းပြောင်းချောနေဘေး low flight စားချင်ဘုံစကားပြောတာအရန်ဟိုလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူးတို့တော့ဒီဖြစ်လားငါလုံးမကိုမေကိုလူဟုတ်ကဲ့ဘူးဘုံလို့ကိုင်ဘုံပြောကိုင်ဆက်မဆက်နေဆက်ငါပြောပါပြီအေးတို့တွေးကြသေးတယ်ဗျမင်းပါကောင်းလားခါကောင်းလားပြကြသေးတယ်ဟုတ်လားခွေးမှာတွေ့ပြီကဲရောဘာဖနာကလေးမင်းလူသားစားပြီမင်းလူသားစားဟမ်သေခြင်းစိုးမင်းပါကောင်းလားခါကောင်းလားပြကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်သားလာပါပြီးငါများလာပြီးတော့မင်းဖာလဲပုံမှုဆိုပါတယ်လာလို့ဘုံမှုကကျွန်တော်မပြောဘူးတွေ့အခုတက်တယ်ဘုံမှုစနေဘုံမှုနိုင်သေးဘူးဟယ်လိုကဲဟိုအောက်လက်တရားကြီးဦးဒေဝါလားဘုံမှုနိုင်သေးဘူးအဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာပါဟယ်လိုကဲဟိုအောက်လက်တရားကြီးဦးဒေဝါလားမသိတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့အဘဟိုလုံငယ်ရေးစကူးမှာဝီတုံလုံးဝင်ကကျွန်တော်တို့မှန်ထားပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗျကားတွေကိုလေအဲ့မှာကျွန်တော်တို့ကမှန်မထားတဲ့ကားတိုင်းကိုမှန်ချခိုင်းတာပါချခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားတစ်စီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လာပြီးသူကမလိုင်းစီမံကဘုံမှုဝေပြိုးတယ်ဝင်မှုဝေပြိုးဆိုကျွန်တော်တို့တရက်နဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲတဲ့မင်းဘာတာဝန်ချင်းငါမလိုင်းစီမံရတယ်လက်ပြုံကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းနှန်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိတ်လာတဲ့လူလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိလာတယ်မင်း flight စာချင်းနဲ့ဖက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောမယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲကျွန်တော်ပြောတော့တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့နဲ့လည်းချိန်တယ်လက်ပြုံနဲ့လည်းခွဲ